အရေးကြီးဆုံးအခန်းကဏ္ဍတစ်ချက်မေ့သွားလို့ဘတ်ဒန်နာ certificate ဘတ်ဒန်နာဆိုင်မှာရောင်းချရတဲ့ဒီဆိုင်တစ်ဆိုင်ကဘတ်ဒန်နာ certificate မရှိဘူးဆိုရင်သူကရာသက်ပံပိတ်သိမ်းတဲ့ပြည်ထောင်ထဲမှာပါတယ်ဆိုင်တစ်ဆိုင်ဝင်စစ်လို့ဒီဆိုင်မှာအနည်းဆုံးဝန်ထမ်းတစ်ယောက်ကဘတ်ဒန်နာ certificate လက်မှတ်ရထားတဲ့လူရှိရမယ်သူမှမရှိဘူးဆိုရင်တော့ဒီဆိုင်ကရာသက်ပံပိတ်သိမ်းနိုင်တယ်နောက်တစ်ဆင့်ဆိုင်မှာတောက်သုံးမယ်တောက်သုံးတဲ့နေရာဆိုတော့ဆရာဝန်ရှိရမယ်ဆရာဝန်မရှိဘဲနဲ့ဆိုင်မှာတောက်သုံးရင်တော့ရာသက်ပံပိတ်သိမ်းနေပေါ့လေဆိုတော့အဲ့ဟာတော့လုံးဝဒီအပြင်းထန်ဆုံးဆိုတော့အဲ့တော့ဘတ်ဒန်နာကိစ္စတွေအတွက်ကောဘယ်လိုပြင်ဆင်ထားလဲဘာတွေဟိုစီမံထားလဲပေါ့ဒီ Asia Market Manager တယောက်အနေနဲ့ရောဒီအားလုံးအတွက်ကိုပေါ့နော်ဒီကိုရီးယားရောဒီထိုင်းနိုင်ငံမှာဒီဘတ်ဒန်နာကိစ္စလေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုလေးတွေစီစဉ်ဆောင်ရွက်နေလဲပေါ့ဒါလည်းတစ်ချက်လေးသိချင်လို့ဆိုတော့အဲ့ဒါကောင်းတယ်ပေါ့လေဆိုတော့အဲ့အကြောင်းလေးလည်းပြောချင်တာပေါ့လာမဲ့ဒီတနင်္ဂနွေနေ့မှာဆိုရင်ကျွန်တော်တို့ Ganja Nation အနေနဲ့ရော Newland Shop အနေနဲ့ရောကျွန်တော်တို့ဒီဘတ်ဒန်နာတင်တန်းလေးရှိပါတယ်ဒါပေမဲ့ဒီတစ်ခေါက်တော့ကျွန်တော်တို့ကဒီ public အနေနဲ့တော့ကြည်ကြည်ပြန့် awareness လုပ်ပြီးတော့မတင်ပေးသေးပါဘူးဘာလို့လဲဆိုတော့ကိုယ် partner ပေါ့ခဏလိုမျိုးကျွန်တော်တို့ ਨੇ MOU လက်တွဲထားတယ်ဒီ Manly Cannabis တို့ရန်ကုန် Cannabis တို့လို့ Asian Mac နဲ့ကျွန်တော်တို့ဒီ agent တွေပေါ့လေအဲ့ဆိုင်ရတာဝန်ရှိရဲ့လူတွေပြီးသွားလို့ရှိရင်နောက်တစ်ခုကကျွန်တော်တို့ရဲ့ agent တွေပေါ့လေဟုတ်ကျွန်တော်တို့ ਨੇ ပဲဒီ contract ချုပ်ပြီးတော့တေချာလေးလက်တွဲပြီးတော့သွားနေတဲ့ agent တွေပေါ့အဲ့ agent တွေကဟိုလာနိုင်တဲ့လူတွေကိုကျွန်တော်တို့ free ဆိုင်မှာတင်ပေးပါမယ်ဆောင်မိုးဝဲဒီဘတ်ဒန်နာလက်မှတ်ရဖို့အတွက်ကိုကျွန်တော်တို့ဘယ် channel တွေမှာဘယ်လိုဟိုဆောင်မိုးဝဲ form တွေပေးသွင်းရမယ်အကောင့်တွေဘယ်လိုဖွင့်ရမယ်ဘယ်လိုဆောင်မိုးဝဲဖြည့်လို့ရမယ်ဆိုတဲ့ကိစ္စတွေကိုပြောပြပေးမယ်ဟုတ်ကဲ့ပြီးရင်ဟိုတာဝန်ရှိတဲ့လက်ရှိ in service လှုပ်ရှားနေတဲ့ဒီမူရစ်ဒီဆေးကြောက်တွေပါတွေကိုစစ်ဆေးတယ်ဖမ်းဆီးတယ်ရဲရရှိကိုလည်းကျွန်တော်တို့ဥပဒေအကြောင်းအရာတွေမေးလို့ရတယ်ပေါ့ကျွန်တော်တို့ဆိုင်ကိုဒီရဲတယောက်ကလာစစ်တဲ့အချိန်ကျရင်နှစ်မျိုးရှိတယ်တခါလေကျရင်မှန်ကန်လို့လာစစ်တာရှိတယ်တခါလေကျရင်ငွေညစ်ချင်လို့လာစစ်တာရှိတယ်အဲ့ကျရင်ကိုရီဘက်ကလည်းမှန်ကန်ရအောင်ကောင်တာဖြည့်ရှင်းရတယ်ပေါ့ဆိုတော့အဲ့လိုမျိုးကိစ္စတွေလည်းမေးမြန်းလို့ရအောင်လို့တော့ဒီလာမဲ့တနင်္ဂနွေနေ့မှာစီစဉ်ထားတယ်အဲ့တော့တခါတည်း B Square လေးရောက်နေပြီဆိုတော့ကွက်တီပဲတနင်္ဂနွေနေ့မှာငါတို့ join ကြမယ် join ပြီးရတယ်အဲ့တင်တန်းမှာဘာတွေသိရမလဲဆိုဆောင်းမိုးပဲ certificate ရအောင်ဘယ်မှာဆောင်းမိုးပဲဖြည့်ရမယ်ဘယ်လိုဖြည့်ရမယ်ဆိုတာသိသွားပြီဆိုရင်တင်တန်းပြီးရတယ်တခါတည်းကျွန်တော်တို့နဲ့အတူတူဆောင်းမိုးပဲဖြည့်လို့ရတယ် certificate ရအောင်အဲ့တော့ဆောင်းမိုးဖြည့်ပြီးရတယ်ညဒါမှမဟုတ်ရင်နောက်ရက်ကျရင်အောင်စင်းလေးကြည့်ပြီးတော့ရင်ခုန်နေရုံပဲပေါ့လေအဲ့တော့အောင်တဲ့လူတွေတော်တော်များများတော့ဘတ်ဒန်နာရမှာဆိုတော့ဒီတစ်ခေါက်အတုတ်တော့slashing ဘတ်ဒန်နာဖြစ်မဲ့လူတွေဘယ်နှယောက်ထွက်လာမလဲတော့မသိဘူးပေါ့အဲ့တော့ပထမအဆုံးအကျင့်ကိုတော့ဒါအဲ့လိုမျိုးလေးစီစဉ်ထားတယ်အဲ့ဒီချိန်ကအားလုံးအဆင်ပြေတယ်အားလုံးလည်းချောချောမွေ့မွေ့နဲ့ငါတို့ဒီဘတ်ဒန်နာလက်မှတ်တွေကိုစီလဲဒီဖြေဆိုလို့အဆင်ပြေခဲ့ရင်ဒုတိယအတုပ်အနေနဲ့public မှာအဲ့လိုဒီနည်းနည်းဟိုလူတိုင်းလာလို့ရမယ်နေရာတစ်ခုမှာလည်းဆရာတွေရောထိုင်းဆရာတွေရောဒီကျမ်းမာရေးဝန်ကြီးဌာနလူတွေရောဒီဘတ်ဒန်နာ certificate ချီးမြှင့်ပေးတဲ့ဌာနဘက်ကလူတွေရောပြီးတော့ကျွန်တော်တို့ကတော့ host အနေနဲ့ပေါ့ဒီစကားပြန်အနေနဲ့စီစဉ်ပြီးတော့အပတ်စဉ်တင်တန်းလေးတွေလုပ်သွားဖို့တော့ရှိတယ်ပေါ့လေဆိုတော့အဲ့လိုလေးတော့စီစဉ်ထားတယ်အဲ့တော့ပထမအတုပ်မှာတော့ဒါ B Square တို့ကတော့မှတ်မှတ်ရဒါကျွန်တော်တို့တူတူ join ပြမှာပေါ့ဒီတနေ့ကနေအဲ့လေးတော့ရှိတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့တော့ဆိုင်အနေနဲ့ရောရှေ့ဆက်ပြီးတော့ဒီဥပဒေတွေပေါ်မှာရောခုနလိုပေါ့ဒီဘတ်ဒန်နာဒီဘတ်ဒန်နာဆိုတဲ့သတ်မှတ်ချက်ပေါ့ဆိုင်တစ်ဆိုင်မှာဒီဘတ်ဒန်နာဟာရှိရမယ်ဆိုတဲ့ဟာတွေပေါ်မှာရောဆိုင်ဖွင့်ထားတဲ့လူတယောက်အနေနဲ့ဆိုင်ရတောင်းရှိတဲ့သူတယောက်ဘယ်လိုအမြင်သဘောရတယ်ပေါ့ဒီဘတ်ဒန်နာတယောက်ဆိုတာကတော့ဒီတင်တန်းတက်ကြပြီဆိုတဲ့ကတော့တခြားပြောစရာတော့မလိုတော့ဘူးဆိုတာဒီသူ့ရဲ့သတ်မှတ်ချက်စီမင်းစည်းကမ်းတွေနဲ့ဒါကိုင်းကြည့်အောင်နေမှုထိုင်မှုနဲ့ပတ်သက်ပြီးတော့ပေါ့အဲ့လိုမျိုးဆိုင်နဲ့ဆိုင်မှာရှိတင်ရှိတိုက်တာပေါ့နော်ပြီးတော့ဒီဘတ်ဒန်နာတယောက်အနေနဲ့ပြောရမယ်ဆိုရင်အသက်မပြည့်သေးတဲ့သူကိုရောင်းလို့မရဘူးဒီအဲ့လိုမျိုးတွေဥပဒေတွေရှိတယ်စီကံချက်တွေကြားတယ်တိသွားပြီအော်တိုတိသွားပြီဘယ်လိုလူတွေမရောင်းရအောင်လဲဘယ်လိုလူတွေကိုညင်းရမလဲဘယ်လိုလူတွေကိုတော့တို့တွေဘာတွေဟိုဟာဖြစ်လို့ရမလဲဘယ်လိုလူတွေကိုတော့ရောင်းတဲ့နဲ့နောက်ဆုံးဆိုင်မှာလာပြီးတော့တောက်သုံးပြီးတော့သူကတခုခုဓာကြီးကိုတုံးဆွဲပြီးတော့သူ့အနေနဲ့တခုခုပေါ့ဟိုပြုတ်အန်နာမျိုးဒါနဲ့မတည့်လို့ပဲဟ
သူပို့ပြီးတော့အရန် high ဝါတာမျိုးဆိုရင်ဘယ်လိုဖြေမလဲဆိုတော့အတိတွေကစားလဲအများကြီးတိသွားမယ်ပေါ့လေအဲ့တော့ပြီးရင်နောက်တစ်ခုကBadana ဆိုတာသူများတော့ဘယ်လိုသဘောရလဲကိုရီတော့ဒီ Badana ဆိုတဲ့ certificate ပေါ်လာတဲ့အချိန်မှာအရန်ဝမ်းတာပေါ့ဆိုတော့ကိုဒီမြန်မာနိုင်ငံသားရင်လည်းဒါ certificate ယူပြီးတော့စေးကြောက်ဆိုင်နေသို့မဟုတ်စေးကြောက်လုပ်ငန်းတွေမှာအဲ့တော့ဒီ Badana ထိုင်းနိုင်ငံအတိမတ်ပြုဒီတင်တဲ့လက်မှတ်ကြီးကိုကင်ပြီးတော့ certificate ကြီးကိုကင်ပြီးတော့ကျွန်တော်တို့ကဒီအသက်ပညာတွေတက်ပါတယ်ဆိုပြီးတော့ခွန်ယူဝင်ကြွားတာအလောက်ကင်တစ်ခုလို့တွားလို့ရပါတော့နောက်ဆုံးစေးကြောက်တွေရောင်းနေတယ်စေးကြောက်တွေစိုက်နေတယ်ဆိုရင်တော့မှငါတို့ကထိုင်းနိုင်ငံအတိမတ်ပြု Badana certificate ကင်ပြီးတော့ခွန်ယူဝင်ကြွားတာစိုက်နေတယ်ရောင်းနေတယ်ပေါ့ဗျာဆိုတော့အဲ့တော့အဲ့ဒီဟာကြီးကိုပေါ်လာတော့ကိုနေတယ်အရန်ခုံယူရပေါ့အဲ့တော့မြန်မာတွေအနေနဲ့လည်း work permit ရှိတယ်အထောက်အထားရှိရဆိုရင်အကုန် join လို့ရတယ်ဆိုတော့အရန်မိုက်တယ်ပေါ့လေအဲ့တော့မြန်မာတိုင်းနှီးပါတော့ဒီ industry ကို join ကျင်တယ်ဒီ industry နဲ့အလုပ်လုပ်ချင်တယ်မြန်မာတိုင်းနှီးပါတော့ဒီအချိန်မှာ Badana certificate ကလူ1000ရှိရင်1000လုံးနှီးပါယူသင့်တယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ပေါ့လေအဲ့လိုဒီတရားဝင်မြန်မာနိုင်ငံသားတွေအတွက်အလုပ်အခွင့်အရေးတွေလုံးဝပေါ့နော်တပြေးပေါ့အနေဆုံးတော့ဒီဆေးကြောက်ကြီးကိုမကြိုက်ရင်တော့မှနောက်ဆုံးခောက်ဆန်တို့လိုမျိုးဖူးခတ်တို့လိုမျိုးအခုဆိုပဲကြည့်ကြည့်လေစိုင်းနေအနေနဲ့ဒီ certificate မရှိရင်ဖွင့်လို့မလွယ်တော့အနေဆုံးစိုင်းတစ်စိုင်းမှာဝင်တဲ့2ယောက်ထားမယ်ဆိုရင်တော့မှ1ယောက်ကတော့ Badana ရှိရမယ်အနေဆုံး1ယောက်တည်းထားမယ်ဆိုရင်တော့အဲ့1ယောက်ဒီ Badana certificate ရှိတဲ့လူပဲဖြစ်မှာပဲအဲ့တော့ certificate ရတဲ့လူတွေရွှေပေါ့လေအဲ့လိုရွှေဆိုတဲ့အချိန်မှာဒီအချိန်မှာအရန်လွယ်ကူတယ် online ကနေပဲဖြည့်လို့ရတယ် online ကနေပဲဘွဲလက်မှတ်တွေယူလို့ရတဲ့အချိန်မှာတော့ကျွန်တော်ကတော့ယူစေခြင်းတယ်လုပ်စေခြင်းတယ်ပေါ့အဲ့အတွက်လည်းဒီ program လေးတွေကိုစပြီးတော့လုပ်ဖြစ်တာပေါ့ဆိုတော့ကောင်းပါလေ